ပြန်ပဲတိုက်စစ်လမ်းကြောင်းကိုဟန်တာဖို့ကြိုးစားရင်းနဲ့သူရဲ့ဖြတ်ထုတ်ပုံကတော့အနည်းငယ်ကျန်းသွားခဲ့တာဖြစ်ပါတယ်ဒီချိန်ဒီမှာတော့ကွင်းနဲ့တိုင်ကဇာပုံချမ်းခဲ့တဲ့ခင်မျိုးတန်တာထုံးကိုတော့အဝါကက်ပြပြီးတော့သတိပေးခဲ့ပြီးဖြစ်ပါတယ်ရုပ်သံအနည်းပြကွက်ဒီမှာလည်းခင်မျိုးတန်တာထုံးရဲ့ဟန်တာပုံကတော့အနည်းငယ်တော့အန်ရများတယ်နော်လန်ကန်လာပြီပြန်ထွက်လာထက်ကန်တယ်ဂိုးတယ်များဒီချိန်မှာတော့ပြိုင်ဘက်မြန်မာအသင်းရဲ့ area ထိန်နောက်မှာရရှိလာတဲ့အခွင့်အရေးတစ်ရပ်ကိုမင်္ဂလာဒေ့သင်းအကောင်းဆုံးတုံးချသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျာဆိုရင်ရရှိလာတဲ့လုတ်တဲ့ကံဘောကနေလူတိုင်းကိုထိပြီးတော့ပြန်ထွက်လာတဲ့ဘောလုံးကိုရီဂျူဘောနာဒီကရိုင်ပဲဒုတိယအချိန်ကန့်သွင်းပြီးတော့မင်္ဂလာဒေ့အသင်းအတွက်လိုအပ်နေတဲ့ဥဆောင်ကိုတော့သူပေးသွားခဲ့တာပဲဖြစ်ပါတယ်ရီဂျူဘောနာရဲ့ပထမအချိန်ကံချက်ကကောင်းဝင်ခဲ့သလိုဒုတိယအချိန်ကံချက်ကပုံပုံကောင်းဝင်ခဲ့ပြီးတော့တွင်းကိုအဖြစ်ပါပြောင်းလဲနိုင်ခဲ့တာပဲဖြစ်ပါတယ်ဖွင့်ပွဲစဉ်မှာတော့လည်းနာဒီအသင်းအတွက်တွင်းကိုတွင်းပေးနိုင်ခဲ့တဲ့ကျွန်တော်ဆက်ခွန်ရီဂျူဘောနာဒီချိန်မှာလည်းအသင်းကိုတော့ဥဆောင်ကိုစပြီးတော့တွင်းသွားခဲ့ပြီပဲဖြစ်တယ်များဒီနေ့ပွဲစဉ်ရဲ့အနိုင်ရလက်ကခြေစပွဲအောင်မှုအတွက်တကယ်ကိုအရေးပါတဲ့အခန်းကဏ္ဍမှာရှိနေလို့နှစ်သင်းလုံးတော့ဒီနေ့ပွဲရဲ့ရလက်ကတကယ်ကိုအရေးပါနေခဲ့တာဖြစ်ပါတယ်လက်ရှိချိန်မှာတော့မြန်မာအသင်း